မင်္ဂလာပါသူငယ်ချင်းတို့ရေပြီးခဲ့တဲ့အပိုင်းမှာဟုံးစော့ဟာခနာကိုနှစ်ခုပိုင်ဆိုင်သွားပုံကိုရင်ကုန်စရာကောင်းအောင်ပြောပြခဲ့ပြီးဖြစ်ပါတယ်။ဒီနေ့မှာတော့အချောကောင်ဟုံးစော့ကဂျေဝမ်အထက်တန်းကျောင်းကိုကျောင်းဆက်တက်တဲ့နေ့အကြောင်းကိုဆက်ကြည့်လိုက်ကြရအောင်။ဟုံးစော့ဟာအလှဆုံးကျောင်းယူနီဖောင်းကိုဝတ်ပြီးကျောင်းဝင်းထဲကိုခြေချလိုက်တာနဲ့တကျောင်းလုံးတိတ်ဆိတ်သွားပါတယ်။အရင်ကျောင်းမှာအနိုင်ကျင့်ခံခဲ့ရတဲ့အချိန်ကမျက်လုံးတွေကအခုတော့အားကျမှုတွေသဘောကျမှုတွေနဲ့အစားထိုးသွားခဲ့ပါပြီ။လမ်းလျှောက်လာတိုင်းမိန်းကလေးတွေကဟဲရမ်းချောတာပဲအိုင်ဒေါ်လာမသိဘူးဆိုပြီးတီးတို့ပြောဆိုနေကြတာပေါ့။ဟုံးစော့ကဖန်ရှင်ဌာနရဲ့အတန်းထဲကိုဝင်လိုက်တဲ့အခါမှာတော့မိန်းကလေးတွေတာမကယောက်ျားလေးတွေကပါပါဇက်အဟောင်းသားနဲ့ငေးကြည့်နေကြပါတယ်အတန်းထဲမှာနမေကြီးနေတဲ့ကျင်ဆောင်တောင်မှဟုံးစော့ရဲ့ရုပ်ရည်ရှိမှမိမိန်သွားခဲ့ရတဲ့ကျင်ဆောင်ကမင်းကြီးကသူထိုးခဲ့တဲ့ဝါတုတ်ကောင်လေးဆိုတာကိုလုံးဝမမှတ်မိပဲဒီကောင်ပါကောင်လဲဆိုပြီးမနာလိုစိတ်တွေဖြစ်ပေါ်နေပါတယ်အဲ့ဒီအချိန်မှာပဲအတန်းထောင်ကခုံမှာဆမင်ရွှေဝါရောင်နဲ့မျက်လုံးကိုဖုံးထားတဲ့ကောင်လေးတစ်ယောက်ကိုဟုံးစော့သတိထားမိပါတယ်သူကတော့ဂျေရောပါဂျေရောဟာစကားတခုမှမပြောပေမဲ့ဟုံးစော့ကိုတစ်ချက်ကြည့်လိုက်တဲ့အခိုက်အတန့်ကသူတို့နှစ်ယောက်ရဲ့ခင်မင်မှုစတင်ဖို့အကြောင်းဖြစ်လာခဲ့ပါတယ်။ဟုံးစော့ဟာအเจ้าမှာလူကြိုက်များနေပေမဲ့သူ့အတွက်နောက်ထပ်ရန်သူတစ်ယောက်ပေါ်လာပြန်ပါတယ်။သူကတော့စောက်လုပ်ရေးဌာနကဘက်စကိုပါပဲ။ဘက်စကိုဟာလူကောင်ကြီးပြီးတကိုယ်လုံးမှာတတူးတွေနဲ့အရန်ကိုကြောက်စရာကောင်းသူပါ။ဒါပေမဲ့သူဟာစိတ်ရင်းအရန်ရိုးသားပြီးအနိုင်ကျင့်ခံရတဲ့သူတွေကိုကူညီချင်တဲ့သူတစ်ယောက်ပါ။ဘက်စကိုဟာဂျင်းဆောင်ကဟုံးစော့စီမှာရှုံးနေပြီးငိုနေတာကိုမြင်သွားတဲ့အခါဟုံးစော့ကိုလူကြောလူဆိုးလို့အထင်လွဲသွားပါတယ်။ဘက်စကိုရဲ့စိတ်ထဲမှာလူကြောတွေကအားနေတဲ့သူတွေကိုအနိုင်ကျင့်တတ်တဲ့သူတွေလို့အစွဲရှိနေတာပါ။ငါအဲ့ဒီလူကြောကောင်ကိုပညာပေးမယ်ဆိုပြီးဘက်စကိုကဖက်ရှင်ဌာနစီကိုလာခဲ့ပါတယ်။ဟုံးစော့ကျောင်းလေကားကနေဆင်းလာတဲ့အချိန်မှာဘက်စကိုနဲ့ထိတိုက်တွေ့ပါတော့တယ်။ဘက်စကိုရဲ့ပြူးထွက်နေတဲ့မျက်လုံးတွေနဲ့ကြောက်စရာကောင်းတဲ့အကြည့်တွေကြောင့်ဟုံးစော့ခြေပြားလက်ပြားတွေအေးဆက်သွားပါတယ်။ဘက်စကိုကဟုံးစော့ရဲ့ပုခုံးကိုလက်တစ်ဖက်တည်းနဲ့အားကုန်ညှစ်လိုက်ပြီးမင်းကဟုံးစော့လားလို့အတန်ဟင်းပြီးမေးလိုက်ပါတယ်။ဟုံးစော့ခမအရင်ဘဝကအနိုင်ကျင့်ခံရတဲ့ကြောက်စိတ်တွေပြန်ဝင်လာပြီးဘာမှပြန်မပြောနိုင်ရှာဘူး။ဘက်စကိုကဟုံးစော့ရဲ့ပုခုံးကိုညှစ်ထားရင်းမင်းအားနေတဲ့သူတွေကိုအနိုင်ကျင့်တဲ့ကောင်မလားလို့ဆွဆွဲပါတယ်။ဟုံးစော့ကနာကျင်လွန်းလို့မဟုတ်ပါဘူးကျွန်တော်ဘာမှမလုပ်ရပါဘူးလို့ညင်းပေမဲ့ဘက်စကိုကမယုံပါဘူး။အဲ့ဒီအချိန်မှာဟုံးစော့သူ့လက်ထဲမှာကင်ထားတဲ့ချောကလက်နှုတ်ဘူးလေးရှိပါတယ်။သူနာကျင်မှုကြောင့်တတိမထားမိပဲလက်ကိုအားထည့်လိုက်တဲ့အခါအန်တစရာတစ်ခုဖြစ်သွားပါတယ်။အဲ့ဒီနှုတ်ဘူးလေးကဟုံးစော့ရဲ့လက်ထဲမှာတင်ပေါက်ထွက်သွားပြီးနှုတ်တွေဘက်စကိုမျက်နှာပေါ်လွင့်စင်ကုန်ပါတယ်။ဘက်စကိုကြောင့်သွားပါတယ်သူဘလောက်ပဲအားထည့်ထားပါစေဟုံးစော့ကတုံလို့ခြင်းမရှိပဲပြန်တောင်းခံထားနိုင်တာကိုဘက်စကိုကအန်တသွားတာပါဒီကောင်ငါရဲ့အားကိုတောင်းခံနေတာလားဆိုပြီးဘက်စကိုဟာဟုံးစော့ရဲ့ခွန်အားကိုအတိမတ်ပြုသွားပါတယ်ဘက်စကိုဟာဟုံးစော့ကိုအလို့မပေးသေးပဲမနှက်ဖြန်ငါတို့အားကစားခန်းမှာတွေ့ကြမယ်ဆိုပြီးစင်ခေါ်ပြီးထွက်ခွာသွားပါတယ်ဟုံးစော့ကတော့ကြောင်ပြီးကြံခဲ့ပါတယ်သူခန္ဓာကိုယ်မှာဒီလောက်တောင်အားရှိနေတာကိုသူခုမှသိလိုက်ရတာပါတစ်ဖက်မှာတော့ဝါတဲ့ဟုံးစော့အိကလွန်ချက်ကဟာညဘက်မှာစတိုးဆိုင်မှာအလုပ်လုပ်နေရပါတယ်သူဟာအမေစီကပိုက်ဆံတောင်းဖို့ရှက်တာကြောင့်ကိုယ်တိုင်ပိုက်ဆံရှာဖို့ဆုံးဖြတ်ခဲ့တာပါဒါပေမဲ့ညဘက်မှာစတိုးဆိုင်ကိုလူမိုက်တွေရောက်လာပါတော့တယ်အဲ့ဒီလူမိုက်တွေကဟုံးစော့ကိုကြည့်ပြီးမင်းကအယမ်းဝတာပဲဝက်နဲ့တူတယ်ဆိုပြီးလောင်ပြောင်ကြပါတယ်သူတို့ကပစ္စည်းတွေကိုဟိုပစ်ဒီပစ်လုပ်ပြီးဟုံးစော့ကိုအနိုင်ကျင့်ကြပါတယ်ဟုံးစော့ခမနာကျင်ပေမဲ့လည်းတီးခံပြီးပစ္စည်းတွေကိုပြန်စီနေရရှာတယ်အဲ့ဒီအချိန်မှာဟုံးစော့ရဲ့စိတ်ထဲမှာငါအမေဒါကိုမြင်ရင်ဘလောက်တောင်စိတ်မကောင်းဖြစ်မလဲဆိုတဲ့အတွေးနဲ့မျက်ရည်ဝဲလာပါတယ်သူဟာမြို့ကြီးကိုဘဝတစ်အတွက်လာခဲ့တာဖြစ်ပေမဲ့သူ့ရဲ့ရုပ်ရည်ကြောင့်ဘယ်နေရာရောက်အနိုင်ကျင့်ခံနေရဆဲပါပဲဟုံးစော့ဟာအလုတ်ပင်ပန်းတာထက်လူတွေရဲ့ယွင်ရှာတဲ့အကြည့်တွေကိုခံရတာကပိုပြီးနာကျင်ရတယ်လို့ခံစားနေရပါတယ်ညစ်နဲ့လာတဲ့အခါဟုံးစော့ရဲ့အမေစီကဖုံးလာပါတယ်ဟုံးစော့ဟာမျက်ရည်တွေကိုတုပ်ပြီးအတန်ကိုမပြတ်အောင်ထင်းကဖုံးကိုကိုက်လိုက်ပါတယ်အမေကဒါလေးဗိုက်စာနေမလားအဆင်ပြေရဲ့လားလို့နှွေးထွေးတဲ့အတန်နဲ့မေးရှာတယ်ဟုံးစော့ကအမေတားအဆင်ပြေပါတယ်ကျောင်းမှာလည်းသူငယ်ချင်းတွေအများကြီးရတယ်အခန်းကလည်းအရန်ကောင်းတယ်လို့လိန်ပြောလိုက်ရပါတယ်တကယ်တော့သူဟာအခန်းဟောင်းလေးထဲမှာပိုးဟက်တွေနဲ့တယောက်တည်းနေရတာပါဖုံးချပြီးတဲ့နောက်မှာတော့ဟုံးစော့ရှိုက်ကြီးနေငိုပါတော့တယ်သူအရင်ကအမေကိုရက်ဆက်တဲ့စကားတွေပြောခဲ့မိတာကိုပြန်တွေးပြီးသူ့ကိုယ်သူအယမ်းမုန်းနေမိတယ်အမေကသူ့အတွက်ရှိစုမဲ့စုနဲ့ကြောင်းပြောင်းပေးခဲ့တာကိုသူဘာမှပြန်မလုပ်ပေးနိုင်သေးတာကိုနာကျင်နေတာပါဟုံးစော့ဟာစတိုးဆိုင်ကတက်တန်းကုန်ခါနီးထမင်းဘူးလေးကိုအခန်းထောက်မှာထိုင်စားရင်းငါဘဝကိုအနိုင်ရအောင်ကြိုးစားမယ်လို့အန်ကိုကြိတ်ပြီးဆုံးဖြတ်လိုက်ပါတော့တယ်